ထိုင်းနိုင်ငံတောင်ပိုင်းကရေပင်းသစ်ပြည်သူတွေကိုလှူဒန်းဖို့လာမယ့်ပွဲမှာဝစ်ဆင်မဲ့ဝစ်စုံတွေကိုလေလံတင်ရောင်းချနေတဲ့ Rambo Luck ပြည်သူများလုံးပဲမင်္ဂလာပါ Ikarit Martial Sport ကနေကြိုဆိုပါရစေငွေထိုင်းလောကရဲ့ထင်ရှားတဲ့ fighter တို့ဖြစ်တဲ့ Rambo Luck ရဲ့ Facebook ပေါ်ကနေကြေညာခဲ့တဲ့စေတနာဝန်ထမ်းလှုပ်ရှားမှုကတော့ fighter တယောက်ရဲ့ပိတ်သက်ပေါ်မှာကျေးဇူးတည်တတ်မှုနဲ့လူသားချင်းစာနာထောက်ထားမှုကိုထင်ရှားပြသလိုက်တာပါပဲထိုင်းနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ရေပင်းသစ်ပြည်သူတွေအတွက်သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းနဲ့လေလံပွဲပြုလုပ်ပြီးအလူငွေရှာပေးဖို့အတွက် Rambo Luck ကကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်Rambo Luck ရဲ့ကြေညာချက်ဟာရိုးရှင်းပေမဲ့အတိတ်ပဲပြေးသွားတဲ့စေတနာကိုဖော်ပြလို့နေပါတယ်ကျွန်တော်နောက်ဆုံးပွဲမှာဝစ်ဆင်မဲ့ရှယ်အင်ဂျီနဲ့ဘောင်းမီတွေကိုလေလံတင်ရောင်းချသွားမှာဖြစ်ပြီးရရှိတဲ့ရောင်မုံငွေအားလုံးကိုတောင်ပိုင်းရေပင်းသစ်ပြည်သူတွေအတွက်လှူဒန်းသွားမှာပါဆိုပြီးတော့ရိုးရိုးရှင်းရှင်းပဲသူကကြေညာခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့ပုဂ္ဂိုလ်ရေးအမှတ်တရပစ္စည်းကိုဆွန့်လွတ်လိုက်တာပါပွဲတိုင်းမှာဝစ်ဆင်တဲ့ဝစ်စုံတွေဟာအားကစားသမားတွေအတွက်အောင်မြင်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေရဲ့သင်္ကေတဖြစ်ပါတယ်ဒီလိုတန်ဖိုးရှိတဲ့ຢာကိုလှူဒန်းခြင်းဟာသူ့ရဲ့စေတနာဘယ်လောက်ကြီးမားလဲဆိုတာကိုပြသလို့နေပါတယ်ရရှိတဲ့ရောင်မုံငွေအားလုံးကိုလှူဒန်းမယ်ဆိုတဲ့အချက်ကသူ့ရဲ့လုပ်ရဟာစီးပွားရေးအကျိုးမြတ်လုံးဝမပါပဲလူမှုအကျိုးပြုရေးစည်ရင်းသက်သက်နဲ့သာလှုပ်ဆောင်တာကိုအတည်ပြုလိုက်တာပါအခုညီကနည်းနည်းပါးပါးပဲဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အနေနဲ့များတော့ကူညီနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ Rambo Luck ကဆက်ပြောထားပါသေးတယ်ဒီစကားတွေကတော့ Rambo Luck ရဲ့နှိမ့်ချတဲ့စိတ်နေစိတ်ထားကိုပြသလို့နေပါတယ်သူဟာကိုကျိုးစွန်နေတာခံမှုကိုလုပ်ခဲ့ပေမဲ့သူ့ရဲ့လူငွေကလှိုင်းလုံးကြီးတွေထဲမှာအဆက်ပြောက်တစ်ခုလိုသာဖြစ်နိုင်တာကိုသူကလက်ခံထားပါတယ်ဒါပေမဲ့သူဟာငွေကြေးပမာဏထက်ကျွန်တော်တို့နားမှာရှိပါတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကို Rambo Luck ကပေးသက်တွေကိုအဓိကပေးချင်တာဖြစ်ပါတယ်ဒီလိုအကစားကျေပွင့်တူကနေစေတနာတွေမြတ်တာတွေကိုပြသတာဟာရေပင်းသစ်ပြည်သူတွေအတွက်ကြီးမားတဲ့စိတ်ဓာတ်ခွန်အားကိုပေးစွမ်းနိုင်ပါတယ်ကျွန်တော်တောင်ပိုင်းကညီကိုမော်နှမတွေကိုဒီကြက်တဲကနေကြော်လွှားနိုင်ဖို့ခွန်အားနဲ့စိတ်ဓာတ်တွေကိုပို့ပေးခြင်းပါတယ်လို့လည်း Rambo Luck ကပြောထားပါတယ်Rambo Luck ဟာကြော်ကြားသူတူအနေနဲ့လူမှုရေးတာဝန်ရှိတယ်ဆိုတာကိုနားလည်ထားပါတယ်သူဟာသူ့ရဲ့နာမည်ကောင်းတဲ့လူပေါ်မှာဆုံးမိုးနိုင်စွမ်းကိုအသုံးပြုပြီးငွေကြေးကူညီမှုအပြင်စိတ်ပိုင်းဆိုင်ရာအားပေးမှုကိုပါရေပေးသင့်ပြည်သူတွေထံကိုတခါတည်းကိုထည့်ပေးလိုက်တာပါ Rambo Luck ကကြမ်းခင်းစေးဘတ်900နဲ့စတင်လေးလံတင်တာဟာဒီလှုပ်ရှားမှုကိုအများပြည်သူပါဝင်နိုင်အောင်ဖိတ်ခေါ်လိုက်တာပါဒီလေလံပွဲရဲ့ရည်ရွယ်ချက်ဟာငွေအများဆုံးရဖို့ထက်လူအများဆုံးပါဝင်ပြီးစီးလုံးညီညွတ်မှုကိုပြန်သားဖို့ဖြစ်နေတယ်ဆိုတာကိုပြသလို့နေပါတယ်ဒီဝိဆုံကိုလေလံအောင်ကြမဲ့ Rambo Luck ရဲ့ပရိသတ်တွေအတွက်ဒီဝိဆုံဟာငွေနဲ့ပြတ်လို့မရတဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကိုပါပိုင်ဆိုင်ရမှာပါလေလံအောင်သူဟာလူငွေပေးနိုင်ခဲ့တဲ့သူအပြင်သူရဲ့ကောင်းတူရဲ့တမိုင်းဝင်မှတ်တရပစ္စည်းကိုပါပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်လေလံပွဲကတော့ဒီနေ့မနက်ထိုင်းနိုင်ငံစံတော်ချိန်10:00 နာရီမှာအဆုံးသတ်မယ်လို့ Rambo Luck ကအချိန်ကန့်သတ်ထားပါတယ်ဒါဟာရေပင်းသစ်ပြည်သူတွေအတွက်အကူအညီကိုအမြန်ဆုံးလိုအပ်နေတဲ့ဆိုတဲ့သဘောကိုပြသထားတာပါဒီလိုအချိန်တိုအတွင်းလှုပ်ဆောင်ခြင်းအပြင်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးထိဆွဲတင်နိုင်ပါတယ် Rambo Luck ရဲ့ဒီလိုလုပ်ရဟာထိုင်းအားကစားသမားတွေကြားမှာလူမှုအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့ကောင်းမွန်တဲ့ရိုးရာကိုဆက်လက်ထိန်းသိမ်းလိုက်တာပါပဲမွေထိုင်းကစားသမားအများစုဟာစင်ရနွမ်းပါတဲ့ခြေလက်ဒေသတွေကနေလာခဲ့ကြသူတွေဖြစ်ပါတယ်သူတို့အောင်မြင်လာတဲ့အခါမှာသူတို့ရဲ့ဘဝကိုမမေ့ပဲပြန်လည်ကူညီထောက်ပံ့ပေးတာဟာထိုင်းလူမျိုးတွေရဲ့ဂုဏ်ယူစရာစိတ်ဓာတ်တစ်ခုဖြစ်ပါတယ် Rambo Luck ရဲ့လုပ်ရဟာအခြားသောနာမည်ကျော်အားကစားသမားတွေနဲ့နာမည်ကြီးသူတွေကိုလည်းသူတို့ရဲ့နာမည်နဲ့ဩဇာအာဏာကိုအသုံးပြုပြီးလူမှုအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်လှုံ့ဆော်ပေးနိုင်ပါတယ်ဒီလိုလှုပ်ရှားမှုတွေဟာ Rambo Luck နဲ့သူ့ရဲ့ပရိသတ်တွေကြားကနားလည်မှုနဲ့ချစ်ခင်မှုကိုပုံမခိုင်မာစေပါတယ်ပရိသတ်တွေနဲ့သူတို့ရဲ့ကောင်းဟာကြိုးဝိုင်းထဲမှာသာမကပြင်ပမှာလည်းစိတ်ဓာတ်ကောင်းမွန်သူတို့ဖြစ်တယ်ဆိုတာကိုပို့ပြီးတော့ယုံကြည်လာစေနိုင်မှာပါ Rambo Luck ရဲ့ဒီလေလံပွဲဟာငွေကြေးလူတစ်ခုတည်းကိုပို့ပါတယ်ရေဘေးတန်တဲ့ပြည်သူတွေအတွက်ငွေကြေးကူညီမှုအပြင်ကျွန်တော်တို့အားလုံးအတူတူရှိပါတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာအားပေးထောက်ခံမှုကိုပါသူကပေးချင်တာဖြစ်ပါတယ်။ Rambo Luck ဟာ Superbond Training Camp ချင်းကိုစားပြုကစားနေပြီး1မှာ6ပွဲနိုင်2ပွဲရှုံးမှတ်တမ်းရှိတဲ့ fighter လည်းဖြစ်ကြောင်းပါ။အဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။